ဒါမကြီးရွက်တွေပါနော်မကြီးရွက်တွေဒါအမေရိကန်မှာမကြီးရွက်ဆိုတာတော်တော်ရဖို့ခဲနေရွက်နော်ဒီလို fresh လက်ဆက်ဆက်ရဖို့ဆိုတာမရှိပါဘူးအမေရိကန်မှာမစိုက်ကြဘူးတော်တော်လေးအခုလိုမျိုးလဲလပလေးစိုက်ထားဖို့ဆိုတာမရှိပါဘူးနော်လုံးဝမစိုက်ကြဘူးတိတ်ပြီးကျွန်တော်တော့ဒါလေးတွေလပလေးစိုက်ပြီးဒီ channel လာတဲ့လူတွေ channel လာပြီးစားဖို့ပေါ့နော်ခူးစားဖို့အမောကိုစင်ပလီတော့ခူးစားဖို့ထားတာပါကျွန်တော်လည်းခူးမအောင်ခူးအောင်ဝယ်သွားလဲခူးရတာလက်ဝင်နေနော်ခူးရလက်ဝင်တာရနောက်ပြီးတော့ကြာရှည်ထိန်းထားဖို့ပေါ့နော်မခန္ဓာတွေပါနေလဲဆိုတော့အဲ့တော့ရောင်းနေဖို့လည်းအဆင်ပြေကြီးနော်အဲ့တော့ကျွန်တော်ကမရောင်းတော့ဘူးကိုနဲ့ခူးဖို့အချိန်မရတာလည်းပါတယ်အဲ့တော့ channel ကိုလာလေတဲ့လူတွေအကောကခူးပြီးတော့စားပါအဲ့ဒီဘောနဲ့ထားနော်အကုန်လုံးမကြီးရတယ်ခူးပြီးရင်တော့ပြန်ထွက်တယ်ဆိုတော့အဆင်ပြေတာပေါ့နော်ပထမလူခူးတော့နောက်တစ်ပတ်နှစ်ပတ်ဆိုနောက်တစ်ခါပြန်ထွက်လာဆိုတော့ကဘယ်လိုပဲဖြစ်ခူးလို့ရအကုန်လုံးလက်ကပေးတာဆိုတော့ပြီးတော့ကျွန်တော်အပင်ကိုအမြင့်ကြီးမလုပ်ထားဘူးအခုလိုမျိုးလုံးထားတာနော်ချစ်စရာလေးပင်လေးဒါနှိမ့်လေးဒီလောက်ပဲရှိတယ်ဒီလောက်ဆိုတာတော့၄ပေပေါ့နော်အဲဒီ၄ပေပဲ၄ပေပတ်ဝန်းကျင်ပဲအဲ့ဒါပဲကျွန်တော်အများအားလို့ညှက်ညက်ပြီးထားတာဆိုတော့ဒါတော်တော်လေးခူးရလူရဲ့အဆင်ပြေတယ်အပြင်အမြင့်လည်းမဟုတ်မြန်မာလိုတော့မကြီးရခူးမယ်ဆိုကျွန်တော်လွယ်ရင်းနဲ့တက်ပြီးတော့အပြင်မတက်ခူးရတယ်ပေါ့နော်အခုတော့ဒီမှာအဲ့လိုတော့ခူးစရာမလိုဘူးနော်ဒီပင်ကနည်းနည်းမြင့်လာပြီဒီပင်ကဘယ်လောက်ထိမြင့်လာဆိုဒီပင်ကအခုဆို9ပေနီးပါးတော့မြင့်လာနော်ဒီကောင်ဒါကိုကျွန်တော်ပြန်နှိမ့်မယ်ဟိုကောင်ဂိုင်းပြန်နှိမ့်ချမယ်နော်လူနေတာအားကြီးပဲအဲ့တော့ကျွန်တော်ကတော့လကားပေးပါတယ်မြည်သူမစိုးဘောနော် channel လာတော့ခူးသွားပါအဲ့တော့မကြီးရွက်တွေ fresh လက်ဆက်ရဖို့ဆိုတော့မလွယ်ပါဘူးအဲ့တော့မလွယ်တက်လဲအလကားပေးပါတယ်နော်မရန်လာတယ်ရန်လာတယ်ပင်ရလေးအများကြီးกว่าအဲ့လိုထားဘူးခဏနေလေးဆိုတော့လူတရက်တောင်မရှိဘူးနော်အဲ့တော့ခူးလို့ရတယ်ဒါဒီပင်ကတော့နေလေဒီပင်ကပူရွက်လွယ်တယ်ခူးတော့ဒီကောင်နဲ့ရှေ့ကုန်ဒီကောင်နော်ဒါလည်းနှုတ်တာပဲခူးလို့ရတာပဲအဲ့ပင်နေလည်းခူးလို့ရပါတယ်နော်ဒီမှာတေးသွားတာဒီပင်တော်နေထိရတဲ့ခတ်တယ်အပြင်မှာထားတေးတယ်နော်ဒါကူ green အော်ထဲမှာဒီပင်ကဘယ်လိုသိတေးသွားလဲမသိဘူးနော်အဲ့မှာရန်လှပလေးဖြစ်နေအဲ့တော့ခူးချင်းခူးပါဘယ်သူပဲဖြစ်နော်ဒါ USA မှာအမေရိကမှာမရှိပါဘူးနော်တော်တော်ရှားပါတယ်တော်တော်ရှားတယ်မကြီးပဲပါဒီလက်ဆက်ရဖို့ဆိုတော့လုံးဝမလွယ်ပါဘူးနော်ကနေနေလောက်ထားတာအဲ့တော့ channel ကိုရောက်လို့ရှိရင်မြည်သူမဆိုလာခူးပါလကားပေးပါတယ်နော်အားလုံးကျွန်တော်လုံးဝခူးမရောက်ပါဘူးနော်ခူးရအချိန်လည်းမရဘူးပြီးတော့သူကခူးရလည်းကြာတယ်အဲ့ဒါကြောင့်ခူးမရောက်ဘူးစားခြင်းလည်းလာခူးပါအားလုံးဖိတ်ခေါ်ပါတယ်အမှန်တော့မှကျွန်တော် Facebook မှာတင်ထားတဲ့အတွက်လူတွေ3-4တော့လာကြမယ်နော်သူတို့ဒီရက်တွေမှာအဲ့တော့အရင်ဦးတဲ့လူကတော့အရင်ရသွားမှာပဲအဲ့တော့နောက် channel လူကတော့ကျန်တဲ့ဟာပေါ့ဒီကတော့တပတ်လောက်ချသွားပြီဆိုရင်တော့ဒီဥစ္စာပြန်ပြီးတော့ထွက်မှာပဲနော်မကြီးပင်နေတာလှပါနော်အကုန်လုံးလေးလောက်ထားတာနော်လုံးလေးလောက်ထားတာဆိုတော့သူတို့အဲ့ထဲမှာခဏနေလေးတွေပဲဆိုတော့ခုကအဆင်ပြေမှာပါဒါပါပဲဗျာအားလုံးဒါမကြောက်ရပြတာတော့ပြန်ပြီးပါပြီ